What's up homie ကျွန်တော်ကတော့ဝါရပါဒီတစ်ပတ် manga break တယ်ဆိုတော့ကျွန်တော်တို့ live action ဘက်ကိုနည်းနည်းလေးလက်ချက်ရအောင် One Piece live action episode 1နဲ့2ကိုလည်း channel ထဲမှာတင်ပေးထားပါတယ်အကယ်လို့ကြည့်ချင်တယ်ဆိုရင်လည်း channel ထဲမှာဝင်ကြည့်လို့ရပါတယ် One Piece က manga anime တွေမဟုတ်ဘူး live action ကလည်းတော်တော်လေး fine တယ်လို့ပြောလို့ရတယ်ဒါကလည်း order အနေနဲ့ manga accurate element တွေကိုအများကြီးထည့်သွင်းထားလို့ကယ်တီတော့ episode 3နဲ့4မှာ brother တို့မမြင်လိုက်တဲ့အရာတွေအကြောင်းအရာတွေကိုကျွန်တော်ဝါယာကပဲရှင်းပြပေးတော့မှာဖြစ်ပါတယ် episode 3ရဲ့အစမှာ Zoro က lockdown ကနေရလာတဲ့ဓာတ်သုံးချောင်းနဲ့ training ဆင်းနေတာကိုတွေ့ရလိမ့်မယ်ကျွန်တော်ဒီမှာ favorite ဖြစ်တာက Mihawk ကိုထည့်ထားတာပဲ Mihawk က anime မှာရော manga မှာရောမကြာခဏချက်ပြလေးရှိတဲ့ character မဟုတ်ပါဘူး Zoro training ဆင်းနေတဲ့အချိန်မှာ Mihawk ကိုထည့်ထားတာက Mihawk က Zoro ရဲ့ difficult opponent ဖြစ်နေရဆိုတာကိုဖော်ပြချင်နေရပါတကယ်နဲ့ Zoro ရဲ့အိမ်မက်က Mihawk ကိုနိုင်ပြီး World Strongest Swordsman ဖြစ်ဖို့ပဲအဲ့တော့သူ့ရဲ့အိမ်မက်အတိုင်း training ဆင်းနေတဲ့အရာကို physically အရာဖော်ပြတာကတော်တော်လေး appreciate လုပ်ရမယ့် live action ရဲ့ထူးခြားတဲ့အချက်ပါmanga accurate ရကြည့်မယ်ဆိုရင်လည်း Zoro ဝတ်ထားတဲ့အဝတ်စားက chapter 111ရဲ့ cover photo မှာပါတဲ့အဝတ်စားနဲ့တပုံစံနဲ့ပါပဲဒီမှာလဲ story တွေက Miss Wednesday နဲ့ Mr. 9ကို reverse morning ကနေဖမ်းယူလာတာကိုတွေ့ရလိမ့်မယ်ဒါပေမဲ့ Luffy ရဲ့ထုံးစံတိုင်းပဲ Miss Wednesday ကိုယုံကြည်လို့ရတယ်ဆိုပြီးလက်ကလေးကိုပဲခတ်ထားခဲ့ပါတယ်ဒါပေမဲ့ Miss Wednesday ကယုံကြည်မှုကိုအသုံးချပြီး Whiskey Peak ဆိုတဲ့ကျွန်းတစ်ခုကိုလက်ညှိုးပြလိုက်ကနှစ်ယောက်သားကတော့လှေပေါ်ကနေခုန်ချသွားခဲ့ပါတယ် Fan Fan အနေနဲ့ဒါကို Castle Island လို့လည်းခေါ်ပါတယ်ဒါပေမဲ့တိုင်ကင်ကတော့ Grand Line ဆိုတဲ့နေရာကြီးက Straw တွေအတွက်တော်တော်လေးကိုမှထူးဆန်းတဲ့နေရာတစ်ခုဖြစ်ပါလိမ့်မယ်ဘာလို့ဆိုမိုးရွာလိုက်နှင်းကြလိုက်အမြဲတမ်းအပြောင်းလဲမြန်နေတဲ့ရတိဥတုတွေကြောင့်ပေါ့ဒီနေရာမှာခင်ဗျားတို့မျှော်လင့်နေကြတဲ့ Nami ရဲ့ Bikini Sense ကိုလည်းတွေ့ရလိမ့်မယ်အမှန်တကယ်တော့ဒါက chapter 126မှာမှတွေ့ရမယ့် outfit ပါအစောကြီးထည့်သွင်းတာက fan service ပေးဖို့ပဲနေပါလိမ့်မယ် yeah ဒီတန်းလေးလက်အဆင်ပြေပါတယ်နာမီကလိုက်တဲ့ပန်းရောင် jacket မိုးကလေးကလည်း anime မှာ Straw တွေ reverse morning ကိုရောက်တော့ကဝတ်ခဲ့တဲ့အင်ဂျီနဲ့အတူတူပါပဲအဲ့ဒီဘေးကအဝါရောင်နွေးရဲ့လေးကလည်း Drama Island မှာတော့ကသူဖျားတော့ကဝတ်ခဲ့တဲ့အင်ဂျီလေးပါပဲနာမီနောက်ကဗုတ်ပြားကြီးပေါ်မှာလည်း Islo ကအီယာမတရားကြီးဖြစ်တဲ့ Tequila Wolf ရဲ့ပုံလည်းတွေ့ရပါတယ်ဒီနေရာမှာကတ်ထားတဲ့ပုံတွေကအများကြီးပဲတချို့ဟာတွေဆိုဖတ်တောင်ဖတ်လို့မရဘူး။ Oda ကသူ့ရဲ့ series ကို live action ပြန်လည်ချပြရင်လည်းပို့ပြီးတော့ဈေးပေါမသွားအောင်လို့ဒီလို element တွေထည့်ထားတာက live action ရဲ့အားသာချက်တစ်ခုပါ။ပြောရရင်ငါတို့က live action ရိုက်မယ် anime manga နဲ့လုံးဝကိုမတွေ့ဖက်ဘူးဆိုတဲ့ပုံစံမျိုး manga မှမဟုတ်ဘူးအခုဝတ်ထားတဲ့ Luffy ရဲ့ outfit က Shonen Jump magazine volume 42ကနေပဲယူထားတာပါ။တိကျရတဲ့အပိုင်းတစ်ပိုင်းစီမှာအဲ့ဒီအပိုင်းရဲ့ကိုစားပြုတဲ့ One Piece logo တွေရှိကြတယ်အခုလည်းဒီမှာကြည့်လိုက်ပါ Igaram ရဲ့အယိုးကောင်းကို main focus ထားပြီး Whiskey Peak မှာပါတဲ့စူပင်ကိုအိုင်နေရာမှာထည့်ထားပါတယ်ဒီလိုနဲ့ original story 9ယောက်လုံးကကျွန်းပေါ်ကိုရောက်လာခဲ့ကြပြီးကျွန်းရဲ့ဖွဲ့စည်းပုံက Mexico မြို့တွေနဲ့တွားတူတယ် Title Playoff ကတိုင်းမဲ့ Igaram ကိုဒီကျွန်းမှာတွေ့ရပါလိမ့်မယ်ဒီကျွန်းကြီးကတကယ်တော့တာမန်တိုင်းသူပြည်သားတွေနေတဲ့နေရာမဟုတ်ပဲ Barrock Bounty Hunter တွေကျဆားရနေပြီပါပြီးတော့ဒီမျိုးကတာမန်မျိုးမဟုတ်ပေမဲ့တာမန်မျိုးတွေလိုပဲ supplies တွေရောင်းတဲ့ဆိုင်တွေလည်းအများကြီးရှိပါတယ် General Store ဆိုတဲ့ဆိုင်မှာတော့မှ swabbers, dry goods, charcoal, firewood, mops, brush, soap purchase အများရောင်းတယ်ဒီမှာရေးထားတဲ့စာရဆိုရင်ပေါ့တိတ်ပြီးမမြင်ရလို့မားကောင်းလဲမားနိုင်ပါတယ်မြင်ရတလောက်တော့ lemon လဲရောင်းပါတယ် lemon က vitamin C nutrition ပါဝင်တာမလို့ chapter 42မှာအသုံးဝင်တဲ့ပစ္စည်းတစ်ခုအနေနဲ့ချက်ပြခဲ့တာကိုမြင်ခဲ့ရဘူးတယ်ဒါကလည်းသိငယ်တဲ့ Easter egg တစ်ခုပါပဲ Straw တွေကို Igaram ကသူကဒီမျိုးလေးရဲ့မြို့တော်ဝင်ပါလို့စတင်နှုတ်ဆက်တယ်နှုတ်ဆက်တဲ့နေရာမှာလဲ manga အတိုင်းမတွေ့ဖွဲ့သွားပဲနဲ့စကားမပြောခင်သူလှုပ်လိရှိရဲ့မမကိုလည်းထပ်ထားပြီးသေးရဲ့Straw တွေကလည်းဒီမျိုးကသူတို့ကိုတိုက်ခိုက်မဲ့အစားကြိုးစိုးနေရမလို့ကြောင်နေကြပြီမဲ့ Igaram ကတော့ရှင်းပြပါတယ်Grand Line ရဲ့ပထမအိုးဆုံးမှတ်တိုင်တွေထဲကတစ်ခုဖြစ်တာမလို့ပင်လယ်ဓမြတွေကိုတိုက်ခိုက်မဲ့အစားကျူဇိုရာကသူတို့အတွက်ပိုလွယ်ကူတယ်လို့ဖြောင်းပြပါတယ် Sister ကြီးကိုတွေ့တော့ Igaram ကနောက်ထပ်ကျူဇိုရမဲ့ပင်လယ်ဓမြအဖွဲ့တစ်ဖွဲ့ရောက်နေပြီလို့ပြောပါတယ် Sister ကြီးကလည်း Luffy ကိုကြည့်ပြီးမင်းညကကျူးလစ်ပင်လယ်ဓမြတွေလို့ပြောစရာကောင်းမယ်လို့မျှော်လင့်ပါတယ်လို့ဆိုပါတယ်အရင်မိုက်တာကဘာလဲဆိုရင် Mexican style မျိုးကိုဖန်တီးထားပြီး Mexican food ဖြစ်တဲ့ taco ရောင်းတဲ့ tacos wine burrito ဆိုတဲ့ဆိုင်လည်းရှိနေပါတယ်အဲအောင်မှာရေးထားတဲ့စာရီကိုဘာသာပြန်ကြည့်လိုက်ရင် good, pretty, cheapလို့အဓိပ္ပာယ်ရပါတယ်တနည်းအားဖြင့်အရသာလည်းရှိရဲ့ဈေးလဲပေါ်တဲ့ကောင်းလဲကောင်းတယ်အပြင်လောကမှာရှိတဲ့ဆိုင်တွေရဲ့ marketing ပုံစံမျိုးပဲဘေးမှာရေးထားတဲ့ menu တွေကလည်းစုံတယ်အားလုံးသိကြတဲ့ nachos, diluting, plata အဲ့ဒါတွေကုန်ပါတယ်ဒီလိုမျိုး One Piece live action ကအသေးစိတ်ရေးဆက်ထားတော့ကျွန်တော်တို့မှဗိုက်ဆာလာပါပြီ bakery ရဲ့အရှိမဆိုရင်လူတစ်ယောက်က Straw တွေကိုလေရန်ပြနေရကိုတွေ့ရပါလိမ့်မယ်ဒီလူက main manga တွေမှာတော့မပါဘူးဒါပေမဲ့ One Piece Fighting Patch လို့ခေါ်တဲ့ game ထဲမှာတော့ Barrock agent အနေနဲ့အလုပ်လုပ်ကိုင်နေသူပါနာမည်ကတော့ Hercules ဖြစ်ပါတယ် episode 3ရဲ့ tough အဖြစ်ဆုံးကတော့ party sequence ပါဒီမှာ Igaram ဥဆောင်ပြီးတီးသွားတဲ့တခြင်းက absolute banger ပါပဲတာမန်မဲကြီးရင် Usopp ကဘားထဲမှာရှိတဲ့လူတွေကိုသူ့ရဲ့အကြောင်းတွေကိုကြွားလုံးထုတ်နေရကိုပဲတွေ့ရပါလိမ့်မယ်ဒါပေမဲ့ specific ကြီးရတဲ့လောက်အဲ့မှာပါတဲ့အရက်ပလင်းက season 1မှာလည်းပေါ်ဝင်ဘူးပါတယ်ဒီအရက်ပလင်းမှမဟုတ်ဘူး Zoro ရဲ့နောက်မှာရှိတဲ့ Rambling က One Piece Filler episode တစ်ခုမှာပါတယ်အရက်ပလင်းနဲ့အတူတူပဲအရှိပိုင်းမှာလည်း Smoker နဲ့အတူ Gold Roger ဘာကိုထပ်ပြအောင်ကိုမှထည့်ပေးလိုက်သေးရဲ့အခုလည်းကြည့်အဲ့ဒီဘာမှာပါဝင်ခဲ့တဲ့ Rambling ကိုလည်းထည့်ပေးထားသေးရဲ့ One Piece live action ရဲ့အနုစိတ်ချက်ပုံများတခြား live action တွေနဲ့ကွာပါဒီမှာ Luffy ကသူ့ရဲ့အဖွဲ့ကို musician တယောက်အနေနဲ့ဝင်လာခဲ့ဖို့အတွက်ကမ်းလှမ်းနေပါတယ်
ဒါကအခုမှပြောရတော့မဟုတ်ဘူးအရင်တုန်းကသူကစပုံမူလိုတွေ musician လိုတွေဒီလိုအခြေခံလိုအပ်ချက်တွေကိုမန်ဂမာတွေကပြပြပြီးသားဒါတွေကိုလည်းနောက်ပိုင်းမှာတကယ်ကိုအကောင့်ထဲပေါ်သွားခဲ့ပါတယ်အကောင်လုံးကတော့သူတို့ရဲ့ signature အတိုင်းပဲတယောက်ကအသားတွေကိုစားတယ်တယောက်ကအလောင်းကစားလုပ်နေတယ်တယောက်ကသူ့ရဲ့အကြောင်းတွေပြောပြီးတော့ပျောက်ပါနေတယ်ပျောက်ကြီးဆိုတော့ကတော့အရက်ကိုပဲမဲတောက်နေတယ်ဒီမှာစန်းကြီးနဲ့နာမီတခုတူတာကစန်းကြီးက sister လည်းမရှောင်ပါဘူးနှောက်မှုထားပါတယ်နာမီကလည်း sister တွေဘာညာတွေမသိဘူးအလောင်းကစားလုပ်ဖို့ကအဓိကပတ်စံရဖို့ကအဓိကအဲ့တော့အရက်ပြန်တောက်ပြီးတော့အလောင်းကစားလုပ်နေတယ်နာမီက gambling ကိုစိတ်ဝင်စားကြောင်းကိုအခုမှဖော်ပြတာမဟုတ်ပါဘူးအားလုံးဖတ်မှာတော့ကလည်းသူလောင်းကစားလုပ်နေရကိုတွေးခဲ့ရပူပါတယ်ပြီးတော့ဒီ sister ကအစ်စ်မဟုတ်ပဲဘာရိုးကအေဂျင့်နေတဲ့ကတယောက်ဖြစ်တဲ့ Miss Mandy ပါစန်းကြီးရဲ့ character ကိုကြည့်လိုက်ရင်လေသူကငကိုရဲကအတွေ့အကြုံရှိပြီးသားမလို့ဘာထက်နာလုပ်လို့ရတယ်ကောင်မလေးတွေကိုလည်း flat နေရာကိုတွေ့ရလိမ့်မယ်ဒီကောင်မလေးနှစ်ယောက်ကလည်းဘာရိုးကအေဂျင့်နေတဲ့ကနှစ်ယောက်ပါပဲအားလုံးကိုမမိအောင်ပြောရရင် chapter 1ခွန်စန်းကြီးရဲ့ဘယ်ဘက်နဲ့ညာဘက်မှာရှိနေတဲ့ကောင်မလေးနှစ်ယောက်ပါပဲနောက်ထပ်စဝင်ကန်တစ်ခုမှာတော့ Lufika Cherry ပိုင်းနေနဲ့ပြုံမြူးနေရာကိုတွေ့ရပါလိမ့်မယ်ဒါကို SBS 93မှာ Oda Koren ကLuffy ရဲ့အကျဉ်းသက်ဆုံးမဟုတ်ဟာ Cherry ပိုင်းပါလို့ confirm ပြီးသားဖြစ်ပါတယ်ဒီဆိုင်မှာဖိုင်းတွေကတော့အများကြီးရတယ်ဒါတွေအကုန်လုံးကိုလည်းအလက်ကားစားရတာမီနူးမှာတော့ Scorpion ဖိုင်း Camel ဖိုင်း Spider ဖိုင်း East Blueberry ဖိုင်း What the fuck ဘာကြီးရောနောက်ဆုံးမပါမဖြစ် Lemon ဖိုင်းတောင်မှပါပါတယ်နောက်ကခဏန်းကြီးကိုလည်းအစ်စ်မထမ်းလိုက်ပါနဲ့ရောအဲ့ဒါကကိတ်ကြီးပါမှန်မောင်တွင်းထဲမှာလည်း jam မျိုးစုံနဲ့ donuts တွေအများကြီးရတယ် Ace တွေအများကြီးရတာပေါ့ဗျာ flavor name တွေကလည်း Sheraton Vibes Kiss We Do The Light Senscotchအများကြီးရှိတယ်ဒါတွေအကုန်လုံးက MMORPG game တွေကနေပြီးတော့အခြေခံထားတဲ့နာမည်တွေဖြစ်ပါလိမ့်မယ် game နာမည်ကတော့ Tibia ဆိုလာပဲကျွန်တော်ဒီအကြောင်းအသိမသိလို့နည်းနည်းလေး skip ချင်ပါတယ်နောက်ဆုံးတော့ Egran က Baruok ရဲ့ agent တယောက်ဖြစ်တဲ့ Mr. X ဆိုတာကိုစတင်ချပြလိုက်ပါပြီဒီလို introduction က bounty တွေကိုမိတ်ဆက်တဲ့ပုံစံမျိုးပါပဲ One Piece Live Version မှာသူ့ရဲ့မူနဲ့သူရှိရမလို့ introduction က signature တစ်ခုလိုဖြစ်သွားပါပြီVivi ရဲ့ Enchanting Vertigo Dance ကိုလည်းတွေ့ရတယ်။မန်ဂါမှာဒီလို illusional ability လို့ပဲပြောရမလား။အဲ့ဒါကို Zoro ကိုတိုက်ခိုက်ဖို့အတွက်ပဲသုံးခဲ့တာပါ။အခုတော့ Zoro ကိုတိုက်ခိုက်မဲ့စာသူ့ရဲ့ကပတိန်ဖြစ်တဲ့ Luffy ရဲ့လက်ထဲကနေပြေးဖို့အတွက် Vertigo Dance ကိုကနေပါတယ်။နာမီကဒီပေါ်ကိုတက်သွားတော့သူတို့ဆက်ဆက်ရောက်ချင်းတော့ Sister ကြီး mention ခဲ့တဲ့ကျူးလက်ပလန်သမားတွေတင်နေရာကိုတွေ့လိုက်ရပါတယ်။တကယ်တော့ Strat တွေကိုကျူဆိုရဲဆိုတာဟာအချိုတက်ပြီးအမျက်ထုတ်ချင်လို့ပါ။ဒီအပင်ကြီးတွေပေါ်မှာရှိတဲ့အရာတွေကလည်းစူးတွေမဟုတ်ပါဘူး။ဒီဘာရိုကရဲ့ bounty hunter တွေစုပြီးတော့တတ်ထားတဲ့အလောင်းတွေမြုပ်ထားတဲ့နေရာပါတကယ်တော့ဒီ episode က Zoro ရဲ့ one man show အတွက်တည်တဲ့လောက်ထားတဲ့ episode တစ်ခုတော့မှဆိုလို့ရပါတယ်ကျန်တဲ့အဖွဲ့သားတွေကလှည့်စားခံနေရပြီမဲ့သူကတော့မူးကျင်အောင်ဆောင်ပြီးအချင်းတွေအားလုံးကိုအကဲခတ်နေတာပါအခုတော့အရာအားလုံးကိုသိရှိသွားခဲ့ပါပြီ Zoro ကလည်းဘာရဲကိုပြန်ဝင်လာခဲ့ပြီးဒီနေရာမှာဒီမဲ့ 1 vs 100 folder တိုက်ပွဲကြီးကစတင်လို့လာနေပြီပဲဖြစ်ပါတယ် Level ရှင် only သမားတွေအတွက်ဒီနေရာမှာ Zoro ကရှုံးနိုင်မယ်လို့ထင်ကောင်းထင်နေပါလိမ့်မယ်ဒါပေမဲ့ Zoro နဲ့ချမဲ့အရောက်တရားကသူ့အတွက်ဘာမှတော့မဟုတ်ပါဘူးAction sequence တွေကလည်းတူးတန်တရေးရေးနဲ့ season 2ရဲ့အကောင်းဆုံးလို့တော့မှပြောလို့ရတဲ့အခန်းပါဒီလိုချနေတဲ့အချိန် level ကတိုင်တကားကားနဲ့ဝင်လာတာကတော့ Baruok ရဲ့နောက်တဲ့ agent တယောက်ဖြစ်တဲ့ Katarina ပါ Katarina ကတော့ manga ကနေ direct sense ကို adaptation လုပ်ထားတာမဟုတ်ပဲနည်းနည်းလေးပုံစံချင်းထားပါတယ်ဆိုတော့အတွက်ဒီ 100 folder တွေကဘာမှတော့မဟုတ်ပေမဲ့သူ့ရဲ့ aim ကိုတလန်းတက်ဖို့အတွက်လေကတက်လေးတစ်ခုဖြစ်နေတာကိုမီဟော့နဲ့ပဲပြထားပါတယ်မီဟော့ကလည်းထူးထူးခြားခြားသူ့ရဲ့ favorite food ဖြစ်တဲ့ red wine ကိုတောင်းရင်းနဲ့ Zoro ကို rich ပိတ်နေတာပေါ့ဒါပေမဲ့ဒါအစ်စ်မဟုတ်ဘူးနော်Zoro ရဲ့စိတ်ထဲကနေတွေးနေတဲ့ပုံရိပ်ရောင်တသားပဲအဲ့နောက် Zoro က Baruok ရဲ့ bounty hunter တွေကိုတူဓာတ်နဲ့လှည့်ပြီးတော့တိုက်ခတ်လိုက်ပါတယ်ကြည့်ရတာတော့ဒါက Dragon Twister technique ကို adaptation လုပ်ထားတာဖြစ်နေလိမ့်မယ်ဒါပေမဲ့ဗဇက်ကနေဘာမှမပြောထားတာမလို့ဒါက Dragon Twister technique လားဆိုတာကို confirm ပေးလို့မရဘူးတော်တော်လေးချုံချုံမှုမှုဖြစ်တာက Mr. Nine အနေနဲ့အပေါ်ကနေ Steel Button နှစ်ခုနဲ့ပြေးရိုက်တဲ့အခန်းပါဒါက manga ထဲကနေဓာတ်ရိုက်ယူထားတာဖြစ်ပါတယ်Finally, Miss Mandy ကသူ့ရဲ့တရုတ်မှန်ကိုဖော်ပြလိုက်ပြီး Mr. Nine နဲ့တင်းရပ်လုပ်လိုက်တယ်။ငကိုရဲက anime မှာ Blessed Lantern ဖြစ်နေရဆိုတော့က Miss Mandy နဲ့တွေ့တော့တကယ်ကိုမှရှယ်တုံးမဲ့ပုံပါပဲ။မန်ကရဲမှာတော့ Mr. Nine နဲ့ Miss Mandy ကကလေးတွေတော်မှယူခဲ့ကြပါပြီ။ဒါပေမဲ့ Mr. Nine ရဲ့ကင်ဂျမာက Live Action မှာနည်းနည်းလေးစိုးရလို့ပဲပြောရမလား။အရှိရောက်မှာပဲဆက်ကြည့်ကြတာပေါ့။နောက်တက်ခဲ့ရမယ့် Miss Valentine နဲ့ Mr. Fight တို့ကလည်း Castle Island ကိုရောက်လာခဲ့ကြပါပြီ။ဒီမှာလဲမန်ကနဲ့မတူပဲ Mr. Fight ကသူ့ရဲ့ technique ဖြစ်တဲ့ Nose Fancy Canon technique ကိုတုံးလိုက်ပါတယ်။ Miss Valentine ရဲ့ kilo fruit ကလည်းသူ့ရဲ့ခန္ဓာကိုယ်ကိုဝိတ်တွေအများကြီးတင်လို့ရတယ်လို့ဝိတ်တွေအများကြီးလည်းရှုပ်လို့ရပါတယ်။ Egran ကလည်းသူ့ရဲ့စပင်ထဲကတနက်တွေကိုထုတ်ပြီးတော့ Strat တွေကိုကာကွယ်ပေးနေပါတယ်။ဒီ Egran Papa technique ကမန်ဂရဲကအတိုင်းပဲဘာဆိုဘာမှကိုမပြောင်းလဲသွားဘူး။မန်ဂမှာရော anime မှာရော live action မှာပါတော်တော်လေးကိုမှ goofy ဖြစ်တဲ့ technique တစ်ခုပါ။ဘယ်လောက်ပဲကျွန်တော်နိုင်နေပါစေအောင် Egran ရဲ့ sacrifice မှုက appreciate လုပ်ရမယ့်ထဲမှာပါပါတယ်။သူ့ကြောင့်ပဲ Strat တွေကလွတ်သွားတာပါ။ Mr. Fight ရဲ့လက်ချက်ကြောင့် Egran သိပြီးအထင်နဲ့ Vivi တယောက်ကတော့ရည်ရည်ဒီပါရီကြက်နေရတဲ့အထိဖြစ်နေပါရီအရာအလုံးပြီးတော့မနက်ခင်းကိုရောက်လာခဲ့ပါရီအဲ့ဒီအချိန်မှာပဲ Mr. Nine က Zoro ရဲ့လက်ချက်ကြောင့်
စီပိုင်းနာမှာငုတ်တုတ်မှောက်နေခဲ့ပြီး Mr. Fine နဲ့ Miss Valentine ကလာပြီးနှိပ်ကုပ်ပါတယ်။ Miss Wednesday ကသူ့ကိုတစ္ဆာဖောက်သွားပြီဆိုတာကိုသူကသိနေခဲ့ပေမဲ့လေသူကငါ့ရဲ့တွဲဘက်ပဲလို့ပြောနေရတဲ့အထိသူ့ရဲ့ acting performance ကအရန်ကိုထွက်လွန်လို့ကြည့်နေတဲ့သူတွေကတော့မှရှင်နဲ့နည်းနည်းဆုတ်သွားလောက်ပါတယ်။ Mr. 9က Mr. Fine နဲ့ Mr. Valentine တို့ရဲ့အကူအညီတောင်းခံတာကိုညှိပက်နေရကြောင်း Miss Valentine ကသူ့ရဲ့ခြေထောက်နဲ့ပဲနင်းသက်ပလိုက်ပါတယ်။မသေးတော့ရင်တော့မှဒဏ်ရာအကြီးကျယ်ရသွားလောက်ပါတယ်။ Mr. 9တည်သွားလားမတည်သွားဘူးလားဆိုတာကို comment မှာရေးပေးခဲ့ကြပါဦး။ Miss Wednesday ကသူ့ရဲ့တရုတ်မှန်နဲ့သူဘာကြောင့် Baru Walk ထဲကိုဝင်ခဲ့ရလဲဆိုတဲ့အကြောင်းရင်းကို Shred တွေကိုရှင်းပြပါတယ်။သူ့ရဲ့နာမည်အစစ်မှန်ကတော့ Alabasta ရဲ့ Princess Nefertari Vivi ပါ။ Baru Walk ကသူ့အဖေနဲ့ပြည်သူတွေကြားမှာတွေ့ခွင့်နေရဖြစ်ပြီး Alabasta နိုင်ငံမှာပြည်တွင်းစစ်ကြီးဖြစ်အောင်လို့လုပ်နေရဖြစ်ပါတယ်။ဘာလို့အဲ့လိုမျိုးလုပ်နေရလဲဆိုတာကိုတော့ Vivi ကိုယ်တိုင်ကတော့မသိဘူးလို့ဆိုပါတယ်။ဒါကြောင့် Vivi နဲ့ Egram က Baru Walk ရဲ့အဖွဲ့အစည်းတွေကို spy တယောက်အနေနဲ့နိုင်ငံကိုကာကွယ်ဖို့အတွက်ဝင်နေခဲ့တာပဲဖြစ်ပါတယ်။ဒီအဖွဲ့အစည်းကိုဦးဆောင်နေတဲ့သူဟာဘယ်သူလဲဆိုတာကိုသိရဖို့အတွက် Vivi ကသူကိုယ်တိုင်အဖွဲ့အစည်းကိုဝင်နေရဖြစ်ပြီးအခုတော့အရာအလုံးဟာအချင်းကြီးပဲဖြစ်ကုန်ပါပြီ။ဒီလို hostage ချူနေတော့မှာပဲ Baru Walk ရဲ့ agent တယောက်ဖြစ်တဲ့ Miss Olsendy ကတော့တင်မောပေါ်ကိုရောက်ရှိလို့လာနေပြီပဲဖြစ်ပါတယ်။ episode 3ရဲ့နောက်ဆုံးအပိုင်းကလူတွေကိုစိတ်ဝင်စားအောင်လုပ်ပေးနိုင်တယ်။ Nicole Robin ရဲ့လက်ပါတဲ့ယူဘကာလေးနဲ့ပဲ episode 3လေးဟာပြီးဆုံးလို့သွားခဲ့ပါတယ်။ဒီ episode ကို final verdict အရ rating ကိုခြုံငုံပြီးတော့ပေးရရင်9 out of 10ပေးချင်ပါတယ်။ Zoro ရဲ့ one man show ဖြစ်တဲ့ fight sequence တွေကအရန်ကိုတာလုံးတဲ့အပြင်မမ Robin ရဲ့မျက်နှာနဲ့တင်ဒီလောက် rating ကတော့ပေးကိုပေးသင့်ပါတယ်။နောက်ထပ် episode 4ကိုဆက်မသွားခင်မှာဒီဗီဒီယိုလေးကို sponsor ပေးထားတာကတော့ Lina Thon MLBB Shop ကပါ။ Lina Thon ရဲ့ shop မှာဆိုရင် MLBB Diamond တွေကိုဝယ်ယူလို့ရတဲ့အပြင်အကောင့်အရောင်းဝယ်တွေလည်းအများကြီးရှိပါတယ်။အကောင့်အရောင်းဝယ်ပြုလုပ်ရမှာလဲ recovery အာမခံချက်ရှိသလိုအကောင့်အသေးတွေကနေအကောင့်ကြီးတွေအထိအစားအမျိုးအစားခွဲထားပါတယ်။အကယ်လို့ဝယ်ယူဖို့အတွက်စိတ်ဝင်စားရဆိုရင်တော့ Lina Thon MLBB Shop ရဲ့ Telegram နဲ့ Facebook page ကိုပင် comment မှာချပေးထားပါတယ်။အခုလိုကျွန်တော်ကို supporting ပေးတဲ့ Lina Thon ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။ episode 4ရဲ့စမှာ Miss Olsendy ကကိုကြီးမယ်ရီပေါ်ရောက်လာတာကနေပဲစတင်ထားပါတယ်။ဒီလို Miss Olsendy က Baru Walk ရဲ့ agent တယောက်ဖြစ်တာမလို့ Shred တွေကလည်းမန်ဂရိတ်ကအတိုင်းပဲတိုက်ခိုက်ဖို့အနေထားကိုအစင်သင့်ပြင်နေကြပါတယ်။ episode 4ရဲ့ logo ကတော့ Giant ကြီးတွေကိုကုစားပြုတယ်။ဒီမှာပါတဲ့အယိုးကောင်းက Giant Warrior ရဲ့ Julie Roger နဲ့အောင်မှတွားတူတယ်။ဒီ logo တွေ့ရတဲ့အကုန်လုံးက Little Garden အားကိုတွားမယ်ဆိုတာမြင်မှန်းတက်မိလောက်မထင်ပါနဲ့။ Miss Olsendy ကဒီနေရာကိုရောက်လာတယ်ဆိုတာက Shred တွေကိုတတ်ဖို့မဟုတ်ဘူး။သူကကမ်းလှမ်းမှုတစ်ခုကိုလုပ်ရှင်လို့ဒါကြောင့် Eternal Force ဆိုတဲ့တကြိုးနဲ့ကိုလမ်းညွှန်ပေးတဲ့လမ်းပြကိရိယာလေးကို Vivi လက်ထဲကိုထည့်ပေးလိုက်တယ်။ Eternal Force နဲ့ Love Force ကအများကြီးကွာခြားတယ်။ Love Force ကတနေရာထဲမှာနေပြီးတန်လိုက်စက်ကွင်းတွေကိုစုကအဲ့ဒီကျုံးကိုတွားရတာပါ။ Eternal Force ကတော့တကြိုးနဲ့ကိုပဲလမ်းညွှန်ပေးတယ်။တန်လိုက်အိမ်မြောင်လေးပဲဖြစ်ပါတယ်။အမှန်တကယ်တော့ Shred တွေကို Baru Walk ရဲ့ရန်ကနေပြီးတော့ကာကွယ်ပေးဖို့အတွက် Little Garden ကိုမတွားဖို့ဒီဟာလေးကိုလာပေးရပါ။ဒါပေမဲ့ Zoro ကတော့ထောင်ကျော်တစ်ခုလိုပဲထင်နေတယ်။အဓိကကလည်း Miss Olsendy ကအခွင့်အရေးကိုတစ်ခါလာပေးရပါ။အဲ့ဒီ Eternal Force က Nani Monai လို့ခေါ်တဲ့ကျွန်းတစ်ကျွန်းကိုလမ်းပြပေးရပါ။ဒီကျွန်းကတာမန်ကျွန်းတော့မဟုတ်ဘူး။ရွှေရောင် Golden Fish ကြီးရဲ့မစင်တုံးကြီးကနေဖြစ်လာတဲ့ကျွန်း။အရင်တော့ကတော့ကျွန်းကြီးဖြစ်ခဲ့တာပေါ့။ဒါပေမဲ့အဲ့ဒီငါးကြီးကအဲ့ကျွန်းကိုစားပြီးတော့အဲ့ငါးရဲ့ဖင်ထဲကထွက်လာတဲ့အစာအိမ်ခဲကြီးကလူမနေတဲ့ကျွန်းလေးတစ်ကျွန်းအဖြစ်ပြန်လည်ဖြစ်တည်သွားရဲဆိုပါတော့ဒီကျွန်းကြောင်းနဲ့ပတ်သက်ပြီးတော့ပုံနေပါရီကတော့မရှိဘူးဝီကီပီဒီယာရဲ့ဖော်ပြချက်အရပြောတာနော်ဇလန်ထဲမှာလည်းအများကြီး mention မသွားခဲ့ဘူးနာမည်လေးပဲသိရတာနိုင်ရဲ့ adventure ကိုဘယ်သွားရမလဲဆိုတာဘယ်သူမှဆုံးဖြတ်ပိုင်ခွင့်မရှိဘူးဆိုပြီး Eternal Force ကိုဖျက်ဆီးလိုက်ပါရီဒီလိုဖျက်ဆီးလိုက်တဲ့ပုံစံက One Piece movie stand ပြီးတဲ့ကပုံစံနဲ့တပုံစံနဲ့ပါပဲပြောရင် Luffy ကသူ့ရဲ့စူဇန်ကန်ခီးကိုဘယ် universe မှာပဲဖြစ်ဖြစ်ဈေးပေါမခံဘူးဆိုတဲ့ပုံစံမျိုးမမ Robin ကတော့ရှင်းရှင်းလေးပဲနင်က rubber နဲ့လှုပ်ထားတာဆိုပြီးမြင်ရဲ့တငယ်ချင်းတွေက rubber နဲ့လှုပ်ထားတာမဟုတ်ဘူးနော်လို့ပြောကတမောပေါ်ကနေဆင်းသွားခဲ့ပါရီဒါပေမဲ့စိတ်မကောင်းစရာတစ်ခုက Netflix ဘက်ကနေ CGI ဖို့မလောက်လို့ထင်ပါရီမန်ဂရိုက်က Robin စီးသွားတဲ့လက်ရင်ကြီးက live action မှာလုံးဝကိုပါမလာပါဘူး Story တွေအကုန်လုံးက Little Garden ကိုတွားရမလားမတွားရဘူးလားလို့ဆွေးနွေးနေကြပြီးနောက်ဆုံးတော့တွားဖို့ပဲဆုံးဖြတ်လိုက်ရတယ်ဒီလိုနဲ့ Story တွေက Little Garden ကိုရောက်လာခဲ့ကြတယ်Little Garden ရဲ့ site ကအရန်ကိုကြီးပြီးတော့ကျယ်ပြန့်တယ်အမှန်တိုင်းပြောရင်ဒီကျုံးကအစ်စ်ဆိုပေမဲ့ Little Garden ကဂျဲရဲ့ကြီးတွေကိုတုံးထားတာမလို့ CGI ကတော့အရန်များမှာပဲဒါကြောင့်လည်းအချို့သောတင်းငယ်တဲ့ element တွေကိုဖြုတ်ပေးလိုက်တာကလက်ခံပြီးလို့ရလောက်ပါရီဇိုရိုနဲ့စန်ဂျီရိုနှစ်ယောက်ရဲ့အမဲလိုက်ပြိုင်တာကိုလည်းအစတုန်းကမထည့်ပေးဘူးထင်တာပါဒါပေမဲ့တကယ်ကိုထည့်ပေးပါရီကျွန်းထဲကိုဝင်ရမှာလည်းအဖွဲနှစ်ဖွဲခွဲလိုက်တယ်ဇိုရိုနဲ့စန်ဂျီနယ်ကတစ်ဖွဲလူဖီတို့ကတစ်ဖွဲဆိုပြီးတော့ပေါ့ပြီးတော့ဒီကျွန်းရဲ့တက်တန်းကအရန်ကိုရင်းနေပြီဖြစ်တာကြောင့်အေးရှန့်အပင်တွေရောအေးရှန့်အကောင်တွေရောပါအစုံအပလုံရှိနေပါရီလဖီကတော့အပင်စားတိုင်နိုဆောတွေကိုကြည့်ပြီးစီးကျင်နေဆိုကခေါင်းပေါ်ကိုတက်သွားခဲ့ပါရီမန်ဂရဲကလို့လူဖီတယောက်တည်းမဟုတ်ပဲဖီဖီကိုပါဆွဲကပ်လိုက်တာကဖီဖီနဲ့လူဖီတို့နှစ်ယောက်ကြားက friendship ကိုပို့ပြီးပေါ်လွင်စေအောင်လုပ်ခဲ့တာလို့ပဲမြင်မိရယ် finally နောက်ဆုံးတော့ဒေါ်ရီနဲ့ဘရိုဂီတို့ကိုစတင်မြင်တွေ့ရပါပြီဒီဂျန်ဂျီနန်ကောင်ကတော့အခုစတင်ထုတ်လွှင့်နေတဲ့ Airbuff Arc ရဲ့ Airbuff တိုင်းပြည်မှာနေခဲ့တဲ့ဂျန်ဂျီနန်ကောင်ဖြစ်ပါရီဒါနဲ့ကျွန်တော်ရဲ့ Wire Translation Channel မှာ Airbuff Arc ကိုမြန်မာစာတန်းထိုးနဲ့တင်ပေးနေပြီမလို့တပတ်တက်ကစောစောလေးကြည့်ကျင်တဲ့သူတွေအနေနဲ့ဂျွန်ထားပြဖို့အတွက်ပြောချင်ပါရီ
ဒါအပြင်ဒီ channel မှာ Black Clover recap ကိုလည်းလုပ်ပေးဖို့ရှိပါတယ် Shinobi Diary မှာလည်း Black Clover နဲ့ပတ်သက်ပြီးအကြောင်းရင်းတွေကိုတေချာလေးရှင်းပြပေးထားတာမလို့တွက်ကြည့်ပေးဖို့အတွက်ပြောချင်ပါတယ် Vivi က Luffy ကို Baruch ရဲ့အဖွဲ့အစည်းကလူတွေလက်သက်နေရတော့မှနင်ကဘာလို့ဒိုင်နိုဆောစီးပြီးတော့ပျော်နေရတာလဲလို့မိလိုက်ပါတယ် Luffy ကတော့အဖြစ်ပြန်မပေးဘဲနဲ့မိကုန်းတစ်ခုကိုမိလိုက်ပါတယ်အဲ့ဒီမိကုန်းကတော့နင်တို့အာလူဘာနာမှာဘာရီကူစီးကြလဲဆိုပြီးတော့ပေါ့ Vivi ကလည်းသူ့ရဲ့ဘဲလေးခါရူအကြောင်းကိုပြလိုက်ပါတယ်တကယ်တော့အာလာဘာစတာမှာအရန်ကိုမြန်တဲ့ဘဲတွေကိုစီးကြတာပါအဲ့ဒီဘဲတွေကို Super Sport Builder Troop လို့ခေါ်တယ်အာလာဘာစတာရဲ့စီးစရာကဘဲလို့ကြားလိုက်တဲ့ Luffy ကတော့အရန်ကိုပြောသွားပြီးစီးလို့ရလောက်အောင်ကြီးမားတဲ့ဘဲမျိုးငါတခါမှမတွေ့ဘူးလို့ဆိုပါတယ်တကယ်လည်းဟုတ်ပါတယ်ဘဲကစီးလို့ရလို့လဲတချို့ဘဲတွေကတော့စီးလို့ရမှာပေါ့ဒိုင်နိုဆောတွေရဲ့ CGI ကအရန် cartoonic ဖြစ်တယ်လို့ခန်းစားရတယ်realistic တိတ်မကြဘဲနဲ့ကာတွန်းပုံစံပေါက်နေရကစိတ်တိုင်းတော့မကြပြီမဲ့ဒီလောက်လေးလက်ဆင်ပြီးပါတယ် Miss Olsen ပြောခဲ့တယ်လို့ပဲ Mr. 3, Mr. 5, Miss Valentine တို့ကဒီကျွန်းပေါ်ရောက်လာခဲ့ကြတယ် Story တွေအပါအဝင် Dory နဲ့ Brookie တို့ကလည်းခင်သွားကြတယ်ဒီနေရာမှာ Luffy ရဲ့နောက်ကိုကြည့်လိုက်မယ်ဆိုရင် Loki, Brookie, Nikari ရဲ့ statue တွေကိုတွေ့ရတယ်ဒါကဘာမှတော့မဟုတ်ဘူး Easter egg အနေနဲ့ထည့်ထားတာပဲဖြစ်နေပါလိမ့်မယ်ဒီအပိုင်းမှာကဘာမှထူးထူးပြောစရာတော့မရှိဘူးဇလန်းနေနဲ့အချင်းချက်လုပ်ထားတာကလွဲရင် Easter egg တွေကမပါတလောက်ပဲစရိုနဲ့စန်ဂျီတို့အမဲလိုက်ပြိုင်တော့ဒိုင်နိုဆောနှစ်ကောင်မထည့်ဘဲနဲ့တကောင်တည်းကိုပဲထည့်ထားတာတွေ့လိမ့်မယ် T-Rex တကောင်တည်းကိုပဲသူတက်တယ်ငါတက်တယ်နဲ့ပြိုင်ရင်းနေကြတာပေါ့စရိုအပါဝင်နာမီနဲ့ Luffy တို့က Baruch agent တယောက်ဖြစ်တဲ့ Miss Golden Week ရဲ့စိတ်ချတာကိုခံလိုက်ရတယ် Miss Golden Week ရဲ့အစွမ်းကဒီ Vevro ကနေရတာမဟုတ်ပါဘူးသူ့ရဲ့အစွမ်းကို Color Traps အယောင်ထောင်ချုပ်လို့ခေါ်ပြီးစေးအောင်ချဲတဲ့အမှုပညာနဲ့လူတွေရဲ့စိတ်ခံစားချက်တွေကိုထိန်းချုပ်တာဖြစ်ပါတယ်သူ့ရဲ့စုပ်တန်နဲ့ရင်သူခန္ဓာကိုယ်ပေါ်မှာပဲဖြစ်ဖြစ်အနီးနားကမြေပြင်ပေါ်မှာပဲဖြစ်ဖြစ်တင်ကေတာတစ်ခုကိုဆွဲလိုက်တာနဲ့အဲ့ဒီအယောင်ရဲ့အစွမ်းကထိရောက်သွားတာပါအသုံးပြုတဲ့အယောင်တွေပေါ်မူတည်ပြီးတော့အစွမ်းတွေကလည်းကွဲပြားခြားနားပါသေးရဲ့ဥပမာအနဲ့ရောင်နဲ့ထိမိရင်ကိုယ့်အဖို့ကိုပြန်လဲတက်ခတ်ခြင်းတဲ့စိတ်ဖြစ်ပေါ်သွားစေပါတယ်အဝါရောင်နဲ့ထိမိလိုက်ရင်လည်းထိမ့်မနိုင်သိမ့်မိရာဝီကွဲနေတယ်လို့ရှင်မောစီမိပါပါဒရီနဲ့ဘရိုကီတို့ရဲ့ Jewel Fight တွေကိုလည်းတခက်တနားပြတ်သက်ထားတာကအရန်ကြီးနေကွဲလုံးနေပေမဲ့လည်းကြီးလို့ကောင်းတဲ့အနေထားတော့ဖြစ်နေပါတယ် Luffy နဲ့ Usopp တို့ရဲ့မိုးမွက်လေးတွေကိုလည်းလက်ဖက်ရှင်မှာထက်ပြည့်အောင်ကိုမှထည့်ထားပေးတာကကြည်နူးစရာကောင်းတဲ့မြင်ကွင်းလေးတွေပါပဲနောက်ဆုံးမင်းသမီးလေး Vivi ကပါ Mr. 3 ရဲ့လက်ချက်ကြောင့်အဖမ်းခံလိုက်ရပါတယ် Episode 5 လေးကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားခဲ့ပါတယ် Episode 5 က Little Garden ကိုစပြတဲ့ arc မလို့နှစ်ပိုင်းခွဲပြီးတော့ပြထားရထင်ပါတယ်Mr. 3 ရဲ့အစွမ်းကြောင့်ကိုလည်းနောက်ထပ် episode breakdown ကြရင်တိကျလေးကိုရှင်းပြပါမယ် Little Garden arc ရဲ့ introduction ဖြစ်တာမလို့ဒီအပိုင်းကတော့အရင်ပြောစရာမရှိခဲ့ဘူး personal rating အရ episode 4 ကို 8 out of 10 ပေးချင်ပါတယ် honest review ပေးရရင် episode 4 ရဲ့အကြောင်းအရာတွေကတည်ပြီးသားအကြောင်းအရာတွေမလို့ပြင်းစရာကောင်းတဲ့အပြင်ကြော်ပြီးကြည့်ခဲ့ရတဲ့အချိန်တွေလည်းရှိပါတယ်ကဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ brother တို့ကရောဒီ episode 3 နဲ့ 4 ကိုဘယ်လိုမျိုးထင်မိကြလဲကိုယ့်ရဲ့အမြင်တွေကို comment မှာဝင်ရောက်ပြီးတော့ဆွေးနွေးနိုင်ပါတယ်တင်းကျန်ကာလအတွင်းမှာပျော်ရွှင်စရာကောင်းပါစေလို့ပဲဆုတောင်းပေးလိုက်ပါတယ် Bye guys, see you in next video